ဒီကားတော့ချက်ရဲကိုလိုလာတော့တိုင်မီပဲကျူလဲမှာပေါ့နော်ပုံမှန်အားဖြင့်ကီလိုတစ်တိုင်းခွဲလောက်ဆိုလဲပေးသေးတာပေါ့နော်ကိုကတော့လဲပြီးပေါ့နော်ဒီကားတော့ကီလို63ကျော်ပဲရှိပါသေးတယ်နော်တကယ်လို့တိုင်မင်ပဲကြိုပြခဲရင်ပေါ့ဘားတွေကျိုးသွားနိုင်တယ်ပေါ့နော်တိုင်မင်တွေမမှန်တော့ပဲအဲ့ဒီလည်းဆိုရင်တော့ဘားတွေနဲ့စနေတာထောက်ပြီးအင်ဂျင်ပြက်စီးနိုင်တာပေါ့နော်ဒါကြောင့်တိုင်မင်ပဲကြိုတုံးတဲ့လူကြီးမင်းတို့လည်းတတိထားဖို့လိုပါတယ်နော်ကျွန်တော်ဆက်နှုတ်ကြည့်မယ်လဲတော့လဲတာပြီ